ညအမောင်ကတိတ်တိတ်လေးကြားရောက်လာတဲ့အချိန်တိုင်းလူတိုင်းရဲ့မျက်စိတွေဟာအလဲမရှိရင်ဘာမှမမြင်နိုင်တော့ပါဘူး။ဒါပေမဲ့အဲ့ဒီညမှာတော့လူတိုင်းမမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။သူ့နာမည်ကတာမန်လူတစ်ယောက်လိုပဲရိုးရိုးလေးဖြစ်ပေမဲ့သူ့မျက်စိကတော့တာမန်မဟုတ်ခဲ့ပါဘူး။ညအမောင်ထဲမှာသူ့မျက်လုံးတွေဟာကြောင်တကောင်ရဲ့မျက်စိလိုတောက်ပလာပြီးလူတွေမမြင်နိုင်တဲ့အရာတွေကိုထင်ရှားစွာမြင်နိုင်ခဲ့ပါတယ်။ဒီအစွမ်းကိုလူတွေကကြောင်မျက်ရှန်လို့ခေါ်ကြပြီးကောင်းကြီးလားကျင်းစားလားဆိုလာကိုတော့သူကိုယ်တိုင်တောင်မခွဲခြားနိုင်ခဲ့ပါဘူး။သူနေထိုင်တဲ့ရွာကတစ်တော်အနားမှာရှိတဲ့ရွာငယ်တစ်ရွာဖြစ်ပြီးနေကင်းဘက်မှာတော့ငိမ့်ချမ်းသလိုထင်ရပေမဲ့ညအမောင်ကြလာနဲ့အမျှလူတွေမပြောကြတဲ့ဇက်လန်းတွေမမြင်ချင်တဲ့အရေးလောင်တွေတိတ်တိတ်လေးလှုပ်ရှားလာတတ်တဲ့နေရာဖြစ်ပါတယ်။တာမန်လူတွေကညမှာအိမ်တကားပိတ်ပြီးမီးမောင်းဖွင့်ကအိမ်ထဲမှာပဲနေကြပေမဲ့သူကတော့ညအမောင်ထဲမှာမီးမောင်းမလိုအပ်ပဲလမ်းလျှောက်နိုင်ခဲ့ပါတယ်။တစ်ပင်အောက်မှာလှုပ်ရှားသွားတဲ့အရေးတစ်ခုလေမတိုက်ပဲလှုပ်သွားတဲ့အရွက်တစ်ရွက်ကိုတောင်သူ့မျက်စိကချက်ချင်းဖမ်းယူနိုင်ခဲ့ပါတယ်။ဒီအစွမ်းကိုသူ့မှာရလာတဲ့နေ့ဟာသူ့ဘဝပြောင်းလဲသွားတဲ့နေ့ဖြစ်ပြီးအဲ့ဒီနေ့ကိုသူဘယ်တော့မှမမေ့နိုင်ခဲ့ပါဘူး။သူငယ်ငယ်ကာလမှာတော့သူမျက်စိဟာလူတိုင်းလိုပဲပုံမှန်ဖြစ်ခဲ့ပြီးညအမောင်ထဲမှာကြောက်တတ်တဲ့ကလေးတစ်ယောက်သာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တညမှာရွာအနားကတစ်တောထဲကိုလိုက်သွားခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကြောင့်သူ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီညကလပြည့်ညမဟုတ်ပဲမိုးတိမ်ထူထပ်နေတဲ့ညတညဖြစ်ပြီးတစ်တောအတွင်းမှာလေတိုက်တန်တဲ့အတူမတိတာတဲ့အတန်ဒီကြားနေရပါတယ်။သူ့အဖေဟာရွာရဲ့မုတ်ဆိုးတရုပ်ဖြစ်ပြီးတစ်တောထဲမှာထောင်ထားတဲ့ထောက်ချောက်ကိုစစ်ဆေးဖို့မပြန်လာသေးတဲ့အတွက်သူကလိုက်ရှာဖို့တစ်တောထဲဝင်သွားခဲ့တာပါ။အစမှာတော့သူကြောက်နေခဲ့ပေမဲ့အဖေကိုစိုးရိမ်တဲ့စိတ်ကြောင့်ခြေလမ်းတွေကိုရှေ့ဆက်တိုးခဲ့ပါတယ်။တစ်တောအလေလောက်ရောက်လာတဲ့အခါမီးမောင်းမီးဟောင်ရုတ်တရက်ပြတ်သွားပြီးအလင်းမဲ့တဲ့အမောင်ထဲမှာသူတယောက်တည်းကြံနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမျက်စိတွေဟာပူလောင်သလိုခံစားရပြီးခဏအကြာမှာတော့အမောင်ထဲကအရာတွေကိုထင်ရှားစွာမြင်လာနိုင်ခဲ့ပါတယ်။တစ်ပင်တွေမြေပြင်ပေါ်ကခြေရာတွေလေထဲမှာလှုပ်ရှားသွားတဲ့အရေးတွေကိုအလင်းရှိသလိုမြင်နိုင်လာခဲ့ပြီးသူကိုယ်တိုင်တောင်အံ့ဩသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအခါမှာပဲလူမဟုတ်တဲ့အရာတစ်ခုကိုသူမြင်သွားခဲ့ပါတယ်။လူရဲ့အရေးလိုပဲထင်ရပေမဲ့မြေပြင်ကိုမထိပဲလှုပ်ရှားနေတဲ့အရာတစ်ခုမျက်လုံးမရှိပေမဲ့သူ့ကိုကြည့်နေသလိုခံစားရတဲ့အရာတစ်ခုကိုသူ့မျက်စိကဖမ်းမိသွားခဲ့ပါတယ်။အဲ့ဒီအခါမှာသူ့ရဲ့အသက်ရှူတန်တောင်ရပ်တန့်သွားသလိုဖြစ်သွားပြီးကိုယ်ခန္ဓာတစ်ခုလုံးမလုံနိုင်တော့ပါဘူး။အဲ့ဒီအရာဟာခဏတသူ့ရှေ့မှာရပ်နေပြီးနောက်တစ်တောအနက်ဘက်ကိုပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူ့မျက်စိဟာပုံမှန်မဖြစ်တော့ဘဲညအမောင်ထဲမှာတောက်ပလာတဲ့မျက်စိဖြစ်လာခဲ့ပါတယ်။ရွာကလူတွေကသူ့ကိုကြောက်ကြပြီးအချို့ကတော့သူ့ကိုကံမကောင်းတဲ့လူလို့သတ်မှတ်ကြပါတယ်။အချို့ကတော့သူ့အစွမ်းကိုအသုံးချခြင်းကြပြီးညဘက်တွေမှာမဖြစ်တဲ့အရာတွေကိုစောင့်ကြည့်ခိုင်းကြပါတယ်။ဒါပေမဲ့သူ့အတွက်တော့ဒီအစွမ်းဟာကောင်းကြီးမဟုတ်ပဲတဖြည်းဖြည်းကြောက်စရာကျိန်စာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ညတိုင်းသူ့မျက်စိတွေဟာလူမမြင်နိုင်တဲ့အရာတွေကိုမြင်လာပြီးသူ့စိတ်ကိုမနာမနဲ့ခြောက်လန့်လာခဲ့ပါတယ်။အချို့ညတွေမှာတော့သူ့နားထဲမှာလူမဟုတ်တဲ့အတန်တွေကြားရပြီးသူ့နာမည်ကိုခေါ်သလိုခံစားရတတ်ပါတယ်။အဲ့ဒီအတန်တွေဟာသူ့ကိုတစ်တော်ထဲပြန်လာဖို့ခေါ်နေသလိုခံစားရပြီးသူ့ဘဝဟာတဖြည်းဖြည်းအမောင်ဘက်ကိုဆွဲခေါ်ခံနေရသလိုဖြစ်လာခဲ့ပါတယ်။အဲ့ဒီညကစပြီးသူ့ဘဝထဲကိုအမှောင်ဟာတိတ်လေးဝင်လာခဲ့ပါတယ်။နေခင်းဘက်မှာတော့သူဟာရွာသားကြောက်လိုပဲတာမန်လူအဖြစ်နေထိုင်နိုင်ပေမဲ့နေရောင်ကျသွားခြင်းနေဝင်ပြီးအရိပ်တွေရှည်လာတဲ့အချိန်တိုင်းသူ့မျက်စိတွေဟာမတိတာတဲ့အပူလောင်မှုတစ်မျိုးနဲ့အတူပြောင်းလဲလာတတ်ပါတယ်။အစမှာတော့သူကိုယ်တိုင်မတိမတာပဲခံစားရပြီးနောက်ပိုင်းမှာတော့အဲ့ဒီအပြောင်းလဲကိုသူကိုယ်တိုင်ကြောက်လာခဲ့ပါတယ်။ညအမှောင်ထဲမှာသူ့မျက်လုံးတွေဟာကြောင်တကောင်လိုတောက်ပလာပြီးအလင်းမရှိတဲ့နေရာတွေကိုပါထင်ရှားစွာမြင်နိုင်လာပါတယ်။အရိပ်နဲ့အမှန်ကိုခွဲခြားနိုင်လာတာဟာတစ်ဖက်ကအသုံးဝင်သလိုတစ်ဖက်ကတော့သူ့စိတ်ကိုမနာမနဲ့ခြောက်လန့်နေခဲ့ပါတယ်။ရွာအနားကတစ်တောထဲမှာညတိုင်းလိုမမြင်ရတဲ့လှုပ်ရှားမှုတွေရှိနေတယ်ဆိုတာကိုသူ့မျက်စိကပထမဆုံးသိလာခဲ့သူဖြစ်ပါတယ်။
တစ်ပင်အောက်မှာလူချီယာမရှိဘဲလှုပ်သွားတဲ့အရွက်တွေလေမတိတ်ဘဲရွေ့သွားတဲ့အရေးတွေဟာသူ့အတွက်တော့ပုံမှန်လိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုမြင်နိုင်ခြင်းဟာသူ့ကိုပိုပြီးအေးချမ်းစေမဲ့အစားပိုပြီးမအိပ်မပျော်ဖြစ်လာစေခဲ့ပါတယ်။အချို့ညတွေမှာတော့သူ့အရဲ့ခြံစည်းရုပ်အပြင်ဘက်မှာလူရက်နေတယ်လို့အရေးတစ်ခုကိုမြင်ရပြီးထွက်ကြည့်လိုက်တဲ့အခါဘာမှမရှိတော့ပါဘူး။အချို့ညတွေမှာတော့အိမ်ခေါင်မှုပေါ်ကလမ်းလျှောက်တန်လိုအတန်တွေကြားရပေမဲ့မနဲ့ရောက်လာတဲ့အခါဘာအမှတောင်းမှမကြံခဲ့ပါဘူး။ဒီလိုအဖြစ်အပျက်တွေကြောင့်ရွာသားတွေဟာသူ့ကိုပိုပြီးအကွာအဝေးထားလာကြပြီးကလေးတွေကိုပါသူ့အနာမလာစေချင်တော့ပါဘူး။အချို့လူတွေကတော့သူ့ကိုအတုံးချခြင်းလာကြပါတယ်။ညဘက်မှာပျောက်ဆုံးသွားတဲ့အရာတွေကိုရှာပေးဖို့တစ်တော်ထဲမှာဘာရှိနေလဲဆိုတာစောင့်ကြည့်ပေးဖို့သူ့ကိုလာခိုင်းကြပါတယ်။အစမှာတော့သူဟာလူတွေကိုကူညီခြင်းတဲ့စိတ်နဲ့လက်ခံခဲ့ပြီးမြဲအချိန်ကြာလာတဲ့အခါဒီအစွမ်းဟာသူ့ကိုပိုပြီးအန်ဒီရဲတဲ့ဆွဲခေါ်နေတဲ့ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။တညမှာတော့ရွာအနီးကလေရောဘတ်မှာလူတစ်ယောက်ပျောက်ဆုံးသွားတဲ့အတွက်သူ့ကိုလိုက်ရှာခိုင်းကြပါတယ်။အမောင်ကျနေတဲ့လေရောအလဲမှာသူ့မျက်စိတွေဟာအရေးတစ်ခုကိုဖမ်းမိသွားပြီးအဲ့ဒီအရေးကလူတစ်ယောက်ရဲ့အရေးမဟုတ်ပဲမြေပြင်ကိုမထိတဲ့အရေးဖြစ်နေခဲ့ပါတယ်။အဲ့ဒီအရေးကလေရောထဲကနေတစ်တော်ဘက်ကိုရွေ့သွားပြီးသူ့ကိုလိုက်လာစေသလိုခံစားရစေခဲ့ပါတယ်။သူစိတ်ထဲမှာကြောက်စိတ်ရှိပေမဲ့မမြင်ကျင်တဲ့အရာကိုမြင်ပြီးသားဖြစ်တဲ့အတွက်နောက်မဆုတ်နိုင်တော့ပဲခြေလမ်းတွေကိုဆက်ပြီးတိုးခဲ့ပါတယ်။တစ်တော်တဲကိုဝင်သွားချိန်မှာအရင်တစ်ခါတွေ့ခဲ့တဲ့အရာနဲ့တူတဲ့အေးဆက်တဲ့ခံစားချက်ကိုသူ့ခန္ဓာကိုယ်တစ်ခုလုံးခံစားလာရပြီးလေတောင်မတိုက်တော့သလိုတိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့မျက်စိထဲမှာလူယုံမဟုတ်တဲ့အရေးများအများကြီးပေါ်လာပြီးတစ်ပင်အောက်မြေပြင်အထက်မှာလှောင်ရှားနေကြတာကိုထင်ရှားစွာမြင်လိုက်ရပါတယ်။အဲ့ဒီအရာတွေဟာသူ့ကိုမထိခိုက်ပေမဲ့သူ့ကိုစောင့်ကြည့်နေသလိုစမ်းသပ်နေသလိုခံစားရစေခဲ့ပါတယ်။သူနားထဲမှာတော့လူတန်မဟုတ်တဲ့အတန်တွေတိုးတိုးလေးကြားလာပြီးအဲ့ဒီအတန်တွေဟာသူ့ကိုမြင်နိုင်တဲ့လူလို့ခေါ်နေသလိုခံစားရပါတယ်။အဲ့ဒီညကသူဟာပျောက်ဆုံးသွားတဲ့လူကိုရှာမတွေ့ပေမဲ့တစ်တော်ထဲမှာသူ့ကိုယ်တိုင်မထွက်နိုင်တော့တဲ့အရာတစ်ခုကိုတွေ့ရှိလာခဲ့ပါတယ်။သူ့အစွမ်းဟာရွေးချယ်ခံထားတဲ့အရာလားဒါမှမဟုတ်တစုံတရာကသူ့ကိုအတုံးချဖို့စတင်နေပြီလားဆိုတာကိုသူကိုယ်တိုင်မခွဲခြားနိုင်တော့ပါဘူး။အဲ့ဒီနေ့နောက်ပိုင်းကသူ့ကိုအမှောင်ထဲပြန်လာဖို့ခေါ်နေတဲ့အတန်ဟာပိုပြီးထင်ရှားလာပြီးသူ့ဘဝဟာမျက်စိမဖြုံခင်လောက်အောင်ခက်ခဲလာခဲ့ပါတယ်။ဒါပေမဲ့မျက်စိကိုပိတ်လက်ယုံနဲ့အရာအလုံးပျောက်သွားမှာမဟုတ်ဘူးဆိုတာကိုသူ့စိတ်ထဲမှာနားလည်လာတဲ့အချိန်မှာတော့အမှောင်ထဲမှာတိတ်တိတ်လေးစောင့်ကြည့်နေတဲ့အရာတွေဟာသူ့အနီးကိုတလန်းခင်းနီးလာနေပြီဆိုတာကိုသူ့ကြောင်မျက်စင်မျက်စိတွေကပထမဆုံးသတိပေးနေခဲ့ပါတယ်။အဲ့ဒီညကနောက်ပိုင်းမှာသူ့အိမ်မက်တွေဟာအိမ်မက်လို့မဟုတ်တော့ပဲအမှန်တရားနဲ့နီးစပ်လာခဲ့ပါတယ်။အိပ်ပျော်သွားချိန်တိုင်းသူဟာမသိတဲ့နေတာတစ်ခုတည်းကိုရောက်သွားပြီးမြေပြင်မထိပဲလမ်းလျှောက်နေတဲ့အရေးတွေကြားမှာတယောက်တည်းရပ်နေတတ်ပါတယ်။အဲ့ဒီနေတာမှာအချိန်ဆိုတာမရှိသလိုနေ့နဲ့ညခြားနားချက်လည်းမရှိပါဘူး။အရာအလုံးဟာမဲမောင်ပြီးတိတ်ဆိတ်နေသလိုပဲအတန်မဲ့အော်ဝှစ်မှုတွေပြည့်နေသလိုခံစားရပါတယ်။သူ့မျက်စိတွေကတော့အဲ့ဒီနေရာမှာပိုပြီးကြည်လင်လာပြီးမျက်စိဖွင့်ထားရင်တောင်မမြင်နိုင်တဲ့အရာတွေကိုထင်ရှားစွာဖမ်းမိလာပါတယ်။အရေးတွေထဲမှာလူပုံတံနဲ့နီးစပ်ပေမဲ့လူမဟုတ်တဲ့အရာတွေအများကြီးရှိနေပြီးသူတို့ဟာသူ့ကိုမထိခိုက်ပေမဲ့မျက်စိမခွာပဲစောင့်ကြည့်နေကြပါတယ်။အဲ့ဒီအကြည့်တွေဟာအမုန်းမပပဲစမ်းသပ်မှုတစ်ခုလိုစောင့်ကြည့်မှုတစ်ခုလိုဖြစ်နေပြီးသူ့ကိုပိုပြီးကြောက်စေပါတယ်။တနည်းညမှာတော့အိမ်မက်ထဲမှာအရေးတွေထဲကတစ်ခုကသူ့အနားကိုပိုပြီးနီးလာပြီးလူတန်မဟုတ်တဲ့အတန်တစ်မျိုးနဲ့သူ့ကိုခေါ်လိုက်ပါတယ်။အဲ့ဒီအတန်ဟာနားထောင်ရခက်ပေမဲ့သူ့စိတ်ထဲမှာတော့အတိတ်ဘယ်ကိုတိုက်ရိုက်နားလေသွားစေခဲ့ပါတယ်။အဲ့ဒီအရာကသူ့ကိုမြင်နိုင်ခြင်းဟာလက်ဆောင်မဟုတ်ဘူးတာဝန်တစ်ခုလို့ပြောနေသလိုခံစားရပါတယ်။မနေ့အိယာထချိန်မှာသူ့ခန္ဓာကိုယ်တစ်ခုလုံးအားနည်းနေပြီးအိမ်မက်ကျဲကအရာတွေဟာအိမ်မက်မဟုတ်ပဲအမှန်တကယ်ဖြစ်နေတယ်ဆိုတာကိုသူ့စိတ်ကလက်ခံလာရပါတယ်။ရွာထဲမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တွေပိုပြီးဖြစ်လာခဲ့ပါတယ်။ညတိုင်းလိုတရိษံတွေအကြောင်းမဲ့ထွက်ပြေးကြပြီးအချို့အိမ်တွေမှာအိမ်တကားကိုမခွင့်ပဲအတွင်းကနေခောက်တန်းတွေကြားရကြပါတယ်။ရွာသားတွေဟာ
ကြောက်ရွံ့လာပြီးအားလုံးရဲ့အကြည့်တွေဟာသူ့စီကိုပြန်ရောက်လာပါတယ်။သူ့ကိုအပိတင်းသူတွေရှိလာပြီးသူ့အစွမ်းကြောင့်အရာအားလုံးခစ်နေတာလို့ယုံကြည်လာကြပါတယ်။သူဟာကိုကာကွယ်ဖို့ကြိုးစားပေမဲ့သူ့ကိုယ်တိုင်တောင်ဒီအစွမ်းကိုထိန်းချုပ်နိုင်ခြင်းမရှိသေးတာကိုသိနေတဲ့အတွက်စိတ်ထဲမှာပိုပြီးမနာကျင်ဖြစ်လာပါတယ်။တနည်းညမှာတော့ရွာအနီးကဖုံးကြီးဟောင်းတစ်ခုတည်းကိုသူ့ခြေလမ်းလေးမတိမတာဆွဲခေါ်ခံလိုက်ရပါတယ်။အဲ့ဒီနေရာဟာလူမရှိတော့တဲ့နေရာဖြစ်ပေမဲ့သူ့မျက်စိထဲမှာတော့အရိပ်တွေနဲ့ပြည့်နေပါတယ်။ကျောင်းဟောင်းအတွင်းမှာထိုင်နေတဲ့အရိပ်တစ်ခုကသူ့ကိုမြင်တဲ့အခါမရှောင်ဘဲစောင့်နေပြီးအဲ့ဒီအရိပ်ဟာလူဖုံးကြီးတစ်ပါးရဲ့ပုံစံနဲ့နီးစပ်နေပါတယ်။အဲ့ဒီအရိပ်ကသူ့ကိုမင်းရဲ့မျက်စိဟာကြောင်မြတ်ရှိမဟုတ်ဘူးအမှောင်နဲ့အလင်းကြားကိုကြည်နိုင်ကမျက်စိလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့အခါသူ့ရင်ထဲမှာအေးဆက်သွားပြီးဒီအစွမ်းဟာမတော်တဆဖြစ်လာတာမဟုတ်ဘူးဆိုတာကိုပိုပြီးယုံကြည်လာပါတယ်။အရေးဖုံးကြီးကသူ့ကိုရွာအောက်မှာဖုံးကွယ်ထားတဲ့အရာတစ်ခုအကြောင်းပြောပြလိုက်ပြီးအဲ့ဒီအရာဟာအချိန်ကြာပိတ်ထားရမယ့်အရာဖြစ်ပေမဲ့အခုတော့မျက်စိဖွင့်နိုင်တဲ့သူတယောက်ထက်မှန်ပေါ်လာတဲ့အတွက်လှန်ရှားလာပြီဆိုတာကိုတတိပေးလိုက်ပါတယ်။သူ့အတွက်တော့အဲ့ဒီစကားတွေဟာနားမလည်နိုင်သေးဘူးဒါပေမဲ့အန်တီရဲ့တခုကသူနဲ့ရွာကိုဒီလိုက်နဲ့ချီးသွမ်းနေလေဆိုတာကိုထင်ရှားစွာခံစားလာရပါတယ်။ကျန်းဟောင်းကထွက်လာတဲ့အချိန်မှာတော့သူ့မျက်စိထဲမှာရွာတရွာလုံးကိုဖုံးလွှာထားတဲ့အရိပ်ကြီးတစ်ခုကိုခဏတာမြင်လိုက်ရပြီးအဲ့ဒီအရိပ်ဟာတဖြည်းဖြည်းနီးလာနေတယ်လို့ခံစားရပါတယ်။အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာထွက်ပေါ်လာတဲ့အတွေးတစ်ခုကတော့ဒီအစွမ်းကိုလက်မခံဘဲရှောင်လွှဲဖို့ဖြစ်နိုင်တော့ဘူးဆိုတာဖြစ်ပြီးမမြင်ချင်းတဲ့အရာတွေကိုမြင်ရတဲ့သူ့မျက်စိတွေဟာမကြခင်မှာပိုပြီး ground စရာကောင်းတဲ့အမှန်တရားတစ်ခုကိုထပ်ပြီးဖွင့်ပြလာတော့မယ်ဆိုတာကိုသူ့ကိုယ်တိုင်တတိထားမိလာခဲ့ပါတယ်။အဲ့ဒီညကသူ့เจ้าဟောင်းကနေပြန်ထွက်လာတဲ့အချိန်မှာရွာတရွာလုံးဟာမမြင်ရတဲ့အရေးကြီးတစ်ခုအောက်မှာဖုံးလွှမ်းနေတယ်လို့ခံစားရပြီးလေးထဲမှာတောင်အေးဆက်တဲ့အနံ့တစ်မျိုးပြန့်နေတယ်လို့ဖြစ်လာခဲ့ပါတယ်။သူ့ခြေလမ်းတိုင်မှာမြေပြင်ကအရေးတွေဟာနောက်ကိုဆွဲဆုံနေတယ်လို့တချို့အရေးတွေကတော့သူ့နောက်ကနေတိတ်တိတ်လေးလိုက်လာနေတယ်လို့ခံစားရပါတယ်။ရွာထဲကိုပြန်ရောက်လာတဲ့အခါအိမ်တိုင်းဟာတကားပိတ်ထားပြီးမီးအလင်းတွေတောင်မမြင်ရတော့ပါဘူး။လူတွေဟာမအေးရဲပဲအသက်ရှူတန်တောင်ရှော့ထားနေကြသလိုတိတ်ဆိတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့နားထဲကိုထပ်ပြီးကြားလာတဲ့အတန်ကတော့အရင်တုန်းကလိုမရှင်းလင်းပဲပေါ်ပြီးနီးစပ်လာတဲ့အတန်ဖြစ်ပြီးသူ့ကိုရောအလဲဘက်ကိုခေါ်နေသလိုခံစားရစေခဲ့ပါတယ်။သူ့စိတ်ထဲမှာမသွားကျင်တဲ့စိတ်ရှိပေမဲ့ခြေလမ်းတွေကတော့ကိုယ်တိုင်မထိန်နိုင်ပဲအတန်ရဲ့ဥတီယာကိုဆက်သွားနေခဲ့ပါတယ်။ရွာအလဲမှာရှိတဲ့တစ်ပင်ကြီးအောက်ကိုရောက်လာတဲ့အချိန်မှာသူ့မျက်စိထဲမှာမြေပြင်အောက်ကနေထွက်လာသလိုလှုပ်ရှားနေတဲ့အရိပ်တွေကိုမြင်လိုက်ရပါတယ်။အဲ့ဒီအရိပ်တွေဟာလူရဲ့ပုံစံနဲ့ဆင်တူပေမဲ့မျက်နှာမရှိပဲလက်တံရှိရှိတွေကမြေပြင်ပေါ်ကိုတိုးထွက်လာနေခဲ့ပါတယ်။သူ့အသက်ရှူတန်ဟာတခဏတာရပ်တန့်သွားပြီးဒီအရာတွေဟာအိမ်မက်မဟုတ်ပဲရွာတရွာလုံးနဲ့ဆက်ဆက်နေတဲ့အန်ဒီရဲ့တစ်ခုဖြစ်နေပြီဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအရေးဒီကြားတွေကနေလူအိုတယောက်ရဲ့ပုံရိပ်တစ်ခုထွက်ပေါ်လာပြီးသူ့မျက်စိထဲမှာတော့အဲ့ဒီလူဟာလူမဟုတ်တော့ပဲအရေးနဲ့အလင်းကြားမှာချိတ်ဆက်နေတဲ့အရာတစ်ခုလိုမြင်ရပါတယ်။အဲ့ဒီလူအိုကသူ့ကိုရွာရဲ့အရင်ကတမိုင်းကြောင်ပြောပြလာပြီးဒီရွာဟာတစ်ချိန်တုန်းကအမောင်ကိုပိတ်ပင်ထားဖို့အထူးရွေးချယ်ထားတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။အချိန်အကြာကြီးတုန်းကဒီနေရာမှာလူတွေမမြင်နိုင်တဲ့အရာတစ်ခုကိုမြေပြင်အောက်မှာချုပ်ထားခဲ့ပြီးအဲ့ဒီအရာကိုစောင့်ကြည့်ဖို့မြင်နိုင်တဲ့သူတယောက်စီကိုမျိုးဆက်လိုက်ရွေးချယ်လာခဲ့တယ်လို့သူ့နားတဲ့ကိုတိုးတိုးလေးပြောလိုက်ပါတယ်။သူ့ကြောင့်မျက်ရှင်မျက်စိဟာအဲ့ဒီတာဝန်ကိုစက်ခံဖို့ဖွင့်ပေးထားတဲ့မျက်စိဖြစ်ပြီးရှောင်လွှဲဖို့မထင်နိုင်တော့ဘူးဆိုတာကိုအဲ့ဒီလူအိုကပြောလိုက်တဲ့အချိန်မှာသူ့ရင်ထဲမှာအေးဆက်သွားခဲ့ပါတယ်။သူဟာဒီအစွမ်းကိုကျင်းစားလို့ထင်ခဲ့ပေမဲ့တကယ်တော့ရွာတရွာလုံးရဲ့ကံကြမ္မာနဲ့ချိတ်ဆက်ထားတဲ့အရာဖြစ်နေခဲ့ပါတယ်။အရေးတွေဟာအဲ့ဒီအချိန်မှာပိုပြီးလှုပ်ရှားလာပြီးမြေပြင်အောက်ကနေထွက်လာဖို့ကြိုးစားနေတယ်လို့ဖြစ်လာခဲ့ပါတယ်။လူအိုကသူ့ကိုတတိပေးလိုက်တာကတော့အမောင်ကိုအချိန်ကြာကြာပိတ်ထားနိုင်ခဲ့ပေမဲ့အခုတော့အားနည်းလာပြီးဖြစ်ပြီးမြင်နိုင်တဲ့သူကမျက်စိကိုပိတ်လိုက်ရင်အားလုံးပျက်စီးသွားနိုင်တယ်ဆိုတာဖြစ်ပါတယ်။သူ့စိတ်ထဲမှာကြောက်စိတ်နဲ့တာဝန်စိတ်တို့တပြိုင်နက်ပေါ်လာပြီးဒီအရာကိုမလက်ခံနိုင်ပေမဲ့ရွာသားတွေအန်ဒီရဲ့ထဲကျရောက်မဲ့အရာကိုလည်းမရင်ရက်ခဲ့ပါဘူး။အဲ့ဒီညကအစုံတန်မှာတော့မြေပြင်အောက်ကအရေးကြီးတစ်ခုဟာတုံးလွတ်လာပြီးတစ်ပင်ကြီးအောက်မှာမြေပြင်ပေါက်ခွဲသွားသလိုအတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
လူတွေမကြားနိုင်တဲ့အတန်ကိုတော့သူ့အကြောင်းမျက်ရှင်မျက်စိနဲ့အတူနားထောင်နေရတဲ့သူသာခံစားနိုင်ခဲ့ပြီးအဲ့ဒီအတန်ဟာမကြခင်မှာပိတ်ထားခဲ့တဲ့အရာကပြန်လဲလှုပ်ရှားလာတော့မယ်ဆိုတာကိုအတိအကျသတိပေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာတစ်ချက်တည်းထင်ရှားလာတဲ့အတွေးကတော့အမောင်ကိုဆက်ပြီးပိတ်ထားဖို့သူကိုယ်တိုင်ရွေးချယ်ရမယ့်အချိန်ရောက်လာပြီဆိုတာဖြစ်ပြီးသူ့မျက်စိတွေဟာပိုပြီးတောက်ပလာကအရေးကြီးရဲ့အစိတ်အပိုင်းတစ်ခုကိုထင်ရှားစွာမြင်လိုက်တဲ့အချိန်မှာတော့မကြခင်ဆုံးဖြတ်ချက်တစ်ခုကိုချရမယ်ဆိုတာကိုသူကိုယ်တိုင်နားလည်လာခဲ့ပါတယ်။ ဒီညမှာတော့သူဟာရွာအလဲဘက်ရောက်ပြီးအရိပ်တွေချားထဲမှာတခါတည်းရက်တက်လိုက်ပါတယ်။အရိပ်တွေကအဲ့ဒီနေ့ကထက်ပိုပြီးလှုပ်ရှားလာပြီးမြေနဲ့အောက်ကနေတောက်ပတဲ့အလင်းလေးနဲ့တန်တူနီလာသလိုချစ်နေပါတယ်။အဲ့ဒီအလင်းဟာသူ့မျက်စိတွေကကြောင်မျက်ရှင်အစွမ်းကိုပိုပြီးတောက်ပစေပြီးသူ့စိတ်ထဲမှာတစ်စိတ်တစ်ပိုင်းကရွာသားတွေရဲ့အန်ဒီရဲ့ကိုတတိပေးလိုက်ပါတယ်။အရိပ်တွေဟာသူ့ကိုသစင်ချင်းလိုက်နေရင်ရွာနယ်မြေကိုလှုပ်ဝက်နေတဲ့အရာတွေကိုဖွင့်ပြလိုက်တာနဲ့အတူသူ့ကိုယ်ပိုင်အစွမ်းအားအကြီးဆုံးအပိုင်းကိုသုံးဆွဲစေလိုက်ပါတယ်။အဲ့ဒီအစွမ်းဟာသူ့ကိုအားပေးတဲ့အပြင်ကြောက်ရွံ့စေပြီးသူ့ရင်ထဲကတဲမာမှုနဲ့အေးချမ်းမှုတို့ကိုတပြိုင်နက်ဖြစ်ခံစားရစေခဲ့ပါတယ်။အရေးကွေကြားထဲမှာသူ့ကိုစောင့်ကြည့်နေတဲ့အရာတစ်ခုကတိကျစွာပြသနေပြီးသူ့ကိုယ်တိုင်အနေနဲ့အဲ့ဒီအရာကိုထိတွေ့ဖို့အဆုံးဆုံးဖြတ်လိုက်ရပါတယ်။အလင်းရောင်နဲ့အရိပ်တွေချားမှာသူ့မျက်စိတွေကမြင်နိုင်တဲ့အရာကိုကြည့်လိုက်ရင်ရွာအနီးရောက်နေတဲ့အန်ဒီယယ်နဲ့ရွာသားတွေရဲ့လုံခြုံရေးကိုပိုမိုအရေးပေါ်စေခဲ့ပါတယ်။အစွမ်းကိုစမ်းသပ်မှုတစ်ခုအနေနဲ့သုံးဆွဲပြီးအရိပ်တွေကိုထိမ့်သိမ်းနိုင်ရန်ကြိုးစားခဲ့သည်။အဲ့ဒီနေ့ညဟာအမောင်နဲ့အလင်းကြားမှာသူ့အသက်အကျဆုံးစမ်းသပ်မှုဖြစ်ပြီးသူ့ရဲ့ကြောင်မျက်ရှင်မျက်စိသည်အခြားသူတွေမမြင်နိုင်တဲ့အရာများကိုတီးခြားကြည့်နိုင်စွမ်းဖြင့်ပြည့်ပြီးခဲ့ပါသည်။အရိပ်ကြီးများနဲ့တန်းဆူလေးထဲမှာရွာတရွာလုံးဟာအပြက်အမြောက်လှူရှားနေပြီးအမောင်နဲ့အလင်းကြားကိုကြည့်ရှုနိုင်သူတယောက်အဖြစ်သူ့ကိုယ်တိုင်သတ်မှတ်ခံရပါသည်။နောက်ပိုင်းမှာတော့သူ့စွမ်းအားအလွန်အားပေးသလိုရွာသားတွေကိုအန်ဒီယယ်မှကာကွယ်ပေးနိုင်သည့်အားအင်လေးရရှိလာပြီးသူ့ကိုယ်တိုင်ဤရွေးချယ်မှုဟာစွမ်းအားကြီးမားသောတာဝန်တစ်ခုဖြစ်နေသည်ကိုနားလည်ခဲ့ရပါသည်။ဒီနေ့ကအဖြစ်ပြက်များဟာသူ့ဘဝကိုအတိအဝပြောင်းလဲသွားစေပြီးရွာသားတွေတက်တာစေခဲ့သလိုအမောင်နဲ့အလင်းကြားရှိသောကြောင်မျက်ရှင်အစွမ်းရဲ့အဓိပ္ပာယ်ကိုသူအမှန်တကယ်နားလည်သွားခဲ့သည်။နောက်ဆုံးမှာတော့သူ့ရဲ့ကြောင်မျက်ရှင်မျက်စိအကျွေးမဲ့အရေးချင်းကြောင့်ရွာသားများအထွတ်ကောင်းကျိုးသက်ရောက်စေပြီးသူ့ကိုယ်တိုင်လည်းတာဝန်နဲ့သစ္စာရှိသူအဖြစ်အသက်တာကိုဆက်လက်ကြီးကြပ်နိုင်ခဲ့ပါတယ်။အချိန်နဲ့အမျှအရိပ်တွေဟာနည်းနည်းနားသိမ်းသွားပြီးရွာနယ်မြေတွေတိတ်ဆိတ်ပြီးငြိမ်းချမ်းသွားပြီးအမောင်နဲ့အလင်းကြားမှာသူ့ရဲ့ကြောင်မျက်ရှင်အမတ်တရားအစွမ်းဟာပိုမိုတောက်ပဟာခဲ့ပါသည်။ Legendary မြန်မာနဲ့အတူအခြားနောက်ထပ်ဇာတ်လမ်းများကိုကြည့်ရှုခြင်းရင် subscribe လုပ်ထားပြီး follow လုပ်ထားဖို့မမေ့ပါနဲ့။